ကိုရီးယားလူမျိုးတွေကအရာဝတ္ထုပစ္စည်းကိုစကားလုံးအမျိုးမျိုးသုံးပြီးတော့ခေါ်ကြတယ်အဲ့ဒီစကားလုံးတွေကိုသိလားမသိဘူးဆိုလို့ရှိရင်ဆုံးဖြတ်ကြည့်ပါနော်နံပါတ်1ကအားလုံးသိတာဖြစ်တယ်မွေးခွန်းကပြောမယ်ဆိုလို့ရှိရင်ဘုံပေါ့နော်ဘုံသုံးလို့ပဲပြောလိုက်ရမှာပေါ့နော်အကုန်လုံးသုံးတယ်ပေါ့နော်အရာဝတ္ထုပစ္စည်းဆိုတဲ့ပုံစံမျိုးဖြစ်သွားတယ်ဥပမာပြောမယ်ဆိုလို့ရှိရင်ဒီပဲမိုးခန်းကြီးလုံးဝလာရောအိမ်မှာပစ္စည်းအရင်များနေတယ်အခုမှအိမ်ပြောင်းလို့အိမ်မှာပစ္စည်းအရင်များနေတယ်သုံးလို့ရတယ်နောက်တစ်ခုကကြတော့ဥပမာ저모가는뭐예요ဟိုပစ္စည်းကဘာလဲဒါမှမဟုတ်လို့ရှိရင်မူခန်းမော်ချီဒီပစ္စည်းကဘာလဲဒီလိုမျိုးသုံးတာဘုံအနေနဲ့သုံးတဲ့ပုံစံကမူခန်းနဲ့သုံးတယ်နောက်တစ်ခုကကြတော့ယုံဖုံးဆိုတဲ့ဟာလေယုံဖုံးကကြတော့ဘာလဲအရှိမပါတဲ့ယုံကတကယ်လို့စားယုံဆိုတဲ့ဟာကနေပြီးတော့မှလာတာဖြစ်တဲ့အတွက်ကြောင့်မလို့အသုံးပြုဖို့ထုတ်ထားတဲ့ပစ္စည်းအဲ့တော့သုံးလို့ရတဲ့ပစ္စည်းဥပမာသူအတွဲလိုက်လေးရှိမယ်တစ်ဆက်လိုက်လေဥပမာပြောမယ်ဆိုလို့ရှိရင်ချုံဆိုးယုံဖုံးဆိုလို့ရှိရင်တန့်ရှင်းရေးသုံးပစ္စည်းအဲ့တော့တန့်ရှင်းရေးသုံးပစ္စည်းဓမျက်စီတို့ခေါ်ပြရတာမျိုးတွေပေါ့ကွယ်နောက်တစ်ခုဘာဖြစ်မလဲ camping ယုံဖုံးဒါဆိုလို့ရှိရင် camping ထွက်ဖို့လုပ်တဲ့ပစ္စည်းဥပမာ camping ထွက်တဲ့အခါမှာသုံးတဲ့ဒီတက်တဲလေးတွေတို့အဲ့လိုမျိုးဟာလေးတွေပြောတာပေါ့နောက်တစ်ခုအာကီယုံဖုံဒါဆိုရင်ပို့ပြီးတော့တည်တာခလေးသုံးပစ္စည်းလေးတွေကြီးပဲတည်တဲ့ဒါမျိုးကိုယုံဖုံနေနဲ့တုံတယ်နောက်တစ်ခုကကြတော့ဂျေဖုံစမ်ဖုံတို့နှစ်ခုကလည်းတူမလို့နဲ့ကွာသွားပြန်ရောဘာလဲဆိုတော့ဂျေဖုံကကြတော့ထုတ်ကုန်ပေါ့တည်တဲ့ထုတ်ကုန်ကုမ္ပဏီတစ်ခုတည်းစက်ရုံတစ်ခုတည်းကနေပြီးတော့မှထုတ်ထားတဲ့ပစ္စည်းအဲ့ဒါကိုကြဂျေဖုံလို့ခေါ်တယ်ဥပမာဆင်းချောင်းတော့ပြောပြီးဆင်းချောင်းဂျေဖုံဆိုလို့ရှိရင်ဆမ်ဆောင်းကနေပြီးတော့မှထုတ်ထားတဲ့ထုတ်ကုန်ပစ္စည်းတွေကိုပြောတာဥပမာဟန်ဂူဂျေဖုံဆိုလို့ရှိရင်လည်းကိုရီးယားထုတ်တဲ့ပစ္စည်းပေါ့နော်တရုတ်ကထုတ်တဲ့ပစ္စည်းအဲ့ဒါမျိုးဆိုလို့ရှိရင်ဒီဂျေဖုံနဲ့ဒီချေတွေကတုံတယ်ဒီဘက်ကဆမ်ဖုံကကြတော့ဆန်ကကြတော့သူကဒီဟန်ဂျာနော်အဲ့ဒီကနေပြီးတော့မှလာတယ်ပဖာနဲ့တူလဲဆိုတဲ့အခါကျတော့ဖားတာရောင်းတယ်ဆိုတဲ့စကားလုံးနဲ့သူကတူညီတယ်ဥပမာပြောမယ်ဆိုလို့ရှိရင်ဖာကီဝီရဲဆိုတော့မန်ဒွန်းကောပေါ့ရောင်းဖို့အတွက်တီးတန့်ထုတ်ထားတဲ့ပစ္စည်းတွေအဲ့တော့ရောင်းဖို့အတွက်တီးတန့်ထုတ်ထားတဲ့ပစ္စည်းကဘာတွေလဲဆိုဥပမာပြောမယ်ဆိုရင်အလွယ်ဆုံးဒီချေတို့ကဒီမာတစ်ပေါ့နော်မာတစ်ဆမ်ဖုံဆိုလို့ရှိရင်မားကတ်မှာရောင်းတဲ့ပစ္စည်းဒါဆိုရင်အစုံရှိတယ်ဥပမာဒီလိုမျိုး lipstick တို့ပြောလို့ရှိရင်ဒီလိုမျိုးခေါင်းဘီတို့ပေါ့နော်မြက်မန်တို့ပြီးရခါကျတော့တော့ပါလေတို့ကလစ်တို့ဒါမျိုးဆိုလို့ရှိရင်ချေတို့ဒီဆမ်ဖုံထဲမှာပါသွားပြီလက်ခွာကြောင်ဆမ်ဖုံဆိုလို့ရှိရင်ဥပမာပတ်စံ8တို့ဖက်နက်တို့ဒါမျိုးတွေကိုကျတော့ဆမ်ဖုံနဲ့တုံးတာပေါ့အဲ့တော့ဒီချေတို့ကဒီမူကန်နဲ့ဘာတွေကွာလဲဆိုတဲ့ခါကျတော့ဥပမာဆိုလို့ရှိရင်ဒါကတော့ internet shopping mall ဆိုဆမ်ဖုံကိုမာနီးစာဆိုဒီပဲမူကန်ကြီးအုံထုံမှန်တာအိမ်မှာပစ္စည်းအရန်ပုံသွားတယ် internet ဒီ shopping mall ဆိုတဲ့ခါကျတော့ခုနပြောတဲ့ဒီပစ္စည်းတွေပေါ့နော်ဒီပစ္စည်းတွေအများကြီးဝယ်လိုက်တဲ့အတွက်ကြောင့်မို့အိမ်မှာပစ္စည်းအရင်စုပုံသွားတယ်အိမ်မှာကျတော့ဒီထုတ်ကုန်တွေရောင်းကုန်တွေလို့တချို့ကမသုံးတော့ဘူးလေပစ္စည်းလိုပဲသုံးတော့ဖြစ်တဲ့အတွက်ကြောင့်မို့မူခန်းကတော့ဘုံသုံးမယ်ဒါပေမဲ့ဒီဥပမာခုနပြောသွားတဲ့ယုံဖုံတို့ဂျဲဖုံတို့ဆမ်ဖုံတို့ကကြတော့တီအောင်လို့မှတ်ထားပေါ့နော်အဲ့တော့ဒီယုံဖုံတွေဂျဲဖုံတွေဆမ်ဖုံတွေကိုသုံးပြီးရခါကျတော့ပြီးတော့ဥပမာလေးကိုကောမမှာရေးခဲ့ပြပါအောင်နော်